ဒီတစ်ခါတော့ Gentle Monster လိုမျိုးပုံစံတူတယ်လို့ပြောနေကြတဲ့ Blue Elephant လေးပေါ့နော်သူကထွက်တဲ့ဟာလေးကိုခွန်ညိုစမ်းမှာကြည့်ထားတယ်ခွန်ညိုကအရင်တော့ Gentle Monster လေးတက်ဖြစ်တယ်ပေါ့နော်အဲ့တော့သူကလည်း quality ဘယ်လိုနေလဲဆိုတာကိုခွန်ညိုစမ်းကြည့်ကြမယ်သူ့ရဲ့အပြင်ပူးပုံစံလေးထုတ်ပိုးမှုပုံစံလေးတွေကကြတော့ Gentle Monster နဲ့ပုံစံတူတယ်ပေါ့နော်ဒါပေမဲ့ခွန်ညိုရဲ့ Gentle Monster တော့ဟိုအရင်စထွက်တုန်းဟာဆိုတော့နောက်ပိုင်းဘယ်လောက်กว่าခြားလာလဲဆိုတော့တိတ်မပြောတတ်ဘူးဒါပေမဲ့တော်တော်လေးတော့အပြင်ပူပုံစံလေး style တွေကတော့တူတယ်ပေါ့နော်သူရဲ့အိတ်လေးကလည်းပဲအသားလေးတွေကတော်တော်လေးစိန်ထူတာကိုတွေ့ရတယ်တော်တော်လေးသူ့ဈေးလေးနဲ့ဆိုရင်ကျွန်တော်တက်ပျော်တယ်လို့ပြောလို့ရမှာပေါ့နော်သေချာသေးစိတ်လေးပါတယ်သူရဲ့မျက်မှန်အသားလေးကလည်းပဲGentle Monster လောက်တော့မကောင်းပေမဲ့တော်တော်ကြီးကိုလက်ခံလို့ရနိုင်တဲ့အနေထားမှာပါတယ်ခွန်ညိုတက်ထားတာကြတော့ BB Black ဆိုတဲ့ကာလာလေးဒီဇိုင်းလေးပေါ့နော်သူ့ရဲ့အသားတစ်စိတ်လေးကဒီလိုမျိုး Blue Elephant ဆိုပြီးတော့အထက်မှာပါတယ်ဒီ design လေးကကြတော့ခွန်ညိုကမရှိသေးတဲ့ပုံစံလေးခွန်ညိုက try ကြည့်ထားတာပေါ့နော်သူကကြတော့ဒီ Korea brand ပေါ့နော် Gentle Monster လိုမျိုးပါပဲတော်တော်ကြီးကိုမိုက်ပြီးတော့အမြဲ daily wear အနေနဲ့တော်တော်လေးကိုအဆင်ပြေတယ်ခွန်ညိုကကိုယ့်ဝယ်သုံးကြည့်ရင်လည်းဒီမဆိုးသူပေးရတဲ့စိတ်နဲ့ဆိုရင်တန်တယ်တက်ပျော်တယ်ဆိုတဲ့အတွက်တင်ပေးလိုက်တာဖြစ်ပါတယ်